တစ်ဖက်မှာတော့ညီလေးကဝက်သားရောင်းရငွေတွေကိုတွက်ချက်နေပါတယ်ဝက်သား150ကျော်ရောင်းရတာစုစုပေါင်းငွေလေး800ရတဲ့အမေဒါငွေတင်ကားလေးတောက်ဦးကျော်ပဲတဲ့အမေကဒါတွေအားလုံးငါတို့ရဲ့ချွေးမအစ်စ်စုဟိုကြောင့်ပဲသူကငါတို့အိမ်ရဲ့နတ်သမီးလေးပဲလို့ဝမ်းသာပီတိဖြစ်ကပြောပါတော့တယ်ဒီလိုချွေးမကိုချီးကျူးတဲ့ရောက်ခမဆိုတာရုပ်ရှင်ဇလန်ထဲမှာပဲရှိမှာပါအပြင်လောကမှာတော့မရှိတလောက်ရှားပါတယ်ဝက်သားရောင်းပြီးတဲ့နောက်စုဟိုကကျင်စင်းမြစ်ကြီးကိုအားလုံးကိုထုတ်ပြလိုက်ပါတယ်အမေနဲ့ညီလေးတို့ကဒါကဒဏ္ဍာရီလာယတနာပဲဒါကိုဘယ်လိုလုပ်မလဲလို့မေးတော့စုဟိုကအခုလောလောဆယ်အိမ်နောက်ဖေးမှာအမြင့်တွေအောင်ခဏဆိုင်ထားမယ်3ရက်နေရင်မြို့မှာဈေးနေရှိတယ်အဲ့ဒီကြရင်တွားရောက်ပြီးလေကွင်းတွေအများကြီးဝယ်မယ်နေဆက်မှာရိတ်ခါရှာပါတော့လဲဆိုင်တာအကောင်းဆုံးပဲလို့အကြံပေးပါတယ်အမေကလည်းလေကွင်းတွေဝယ်တာကောင်းပေမဲ့ငါတို့မြေကအတီးနှံမထွက်ဘူးလေလို့ဆိုရင်တော့စုဟိုကခါကျမမှာလဲဆိုင်တဲ့လှုပ်ဝက်နီးစနစ်ရှိပါတယ်အမေမစိုးရိမ်ပါနဲ့လို့ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပါတယ်ပြီးတော့ဂျင်းစင်းကိစ္စကိုဘသူ့ကိုမှမပြောဘူးလှုပ်ဝက်ခိုင်းလိုက်တယ်နောက်ရက်မနက်မှာတော့စုဟိုဟာမိသားစုနဲ့အတူလဲကွင်းနဲ့ဆင်းပြီးမြေစီလွာအခြေအနေကိုတွားကြည့်ပါတယ်စုဟိုရဲ့စိုက်ပျိုးရေးကျွမ်းကျင်မှုနဲ့တွက်လက်မှုကိုမြင်ရတဲ့ရွာသားတွေကဟောမြို့တော်ကလာတဲ့တခင်မလေးကလဲဆိုင်တာကိုကျွမ်းကျင်သူထက်တောင်တော်နေပါလားဆိုပြီးအံ့ဩကုန်ကြတယ်တစ်ဖက်မှာတော့စူလန်ကစုဟိုလူများကြားမှာမျက်နှာပွင့်နေတာကိုကြည့်ပြီးနှာခေါင်းရှုပ်နေခဲ့တယ်အိမ်ပြန်ရောက်တော့စုဟိုကသူ့မဝယ်လာတဲ့အဝတ်စုပ်တွေကိုတုံးပြီးအတစ်အဆန်းတစ်ခုလုပ်ဖို့ပြင်ပါတယ်ညီမလေးရှောင်ယူကိုအဝတ်စတွေကိုအယောင်တူစုခိုင်းပြီးခေါင်းစည်းကြိုးနဲ့ဆန်ထိုးပန်းပွင့်လှလှလေးတွေလုံပြီးတင်ပေးပါတယ်ညီမလေးကမကြီးဒါတွေကတကယ်ကိုလှတာပဲမြို့ကမိန်းကလေးတွေတေချာပေါက်ကြိုက်ကြလိမ့်မယ်လို့ဆိုပြီးအားတက်တရောတင်ယူပါတယ်စုဟိုကဒါတွေကိုအများကြီးလုပ်ပြီးလာမဲ့ဈေးနေ့မှာတွားရောက်ဖို့အစီအစဉ်ဆွဲပါတော့တယ်ဈေးနေ့ရောက်တဲ့အခါစုဟိုနဲ့ညီမလေးတို့မြို့ထဲမှာတွားပြီးဆိုင်ခင်းကြပါတယ်စုဟိုကညီမလေးရဲ့ခေါင်းမှာခေါင်းစည်းကြိုးကိုဆင်ရင်ပေးပြီးလူတွေကိုပြသလိုက်တဲ့အခါမြို့ကမိန်းကလေးတွေနဲ့အမျိုးသမီးတွေအားလုံးဟာဒါဘာပစ္စည်းလေးလဲတကယ်ကိုစမ်းတစ်ပြီးလှလိုက်တာဈေးကလည်းခေါင်းစည်းကြိုးတစ်ချောင်းကို10ပြားဆန်ထိုးကို15ပြားပဲဆိုတော့ဝိုင်းဝန်းအလူရက်ဝယ်ကြပါတော့တယ်စုဟိုကဝယ်တဲ့သူတိုင်းကိုသပင်ပုံစံပါအခမဲ့လုပ်ပေးတာကြောင့်ဆိုင်မှာလူတွေအများကြီးနဲ့စီကားသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာစုဟိုကညီလေးကိုဆိုင်မှာခဏဆောင်ခိုင်းပြီးသူမကတော့ရှောင်ကျက်နဲ့အတူလှုပ်ဝက်စွာနဲ့မြို့ကအကြီးဆုံးဆေးဆိုင်ကြီးစီကိုလှမ်းလာခဲ့ပါတယ်ဂျင်းစင်းမြစ်ကြီးကိုထုတ်ပြီးဆေးဆိုင်မန်နေဂျာကိုပြလိုက်တဲ့အခါမန်နေဂျာကြီးဟာမျက်လုံးပြူးသွားပြီးဖျားရည်ဒါနှစ်ပေါင်း80ကျော်တက်တန်းရှိတဲ့တော်ရိုင်းဂျင်းစင်းစစ်ကြီးပဲမြို့တော်မှာဆိုရင်ဒါကိုရွှေတင်ကား600 900လောက်ထိရနိုင်တယ်ဒါပေမဲ့ဒီနယ်ဆက်မှာတော့ငါ့မှာအခုလောလောဆယ်ငွေသား900တာဦးပဲရှိတယ်မင်းတို့ရောင်းမလားလို့မေးပါတယ်စုဟိုအတွက်တော့900ဆိုတာမျှော်လင့်ထားတာထက်ပိုများနေတာမို့ချက်ချင်းပဲသဘောတူပြီးငွေ900ကိုတင်စီလိုက်ပါတော့တယ်ဂျင်းစင်းရောက်ရတဲ့ပတ်စံနဲ့စုဟိုဟာစစ်သားတွေအတွက်လိုအပ်တဲ့ဓာတ်တန်ရာကုသဆေးပြားတွေခန္ဓာကိုယ်အားဖြည့်ဆေးတွေကိုဝယ်ယူပြီးနိုင်ငံခြားကုန်သည်တွေစီလှမ်းလာခဲ့ပါတယ်ကုန်သည်တယောက်စီမှာထူးဆန်းတဲ့မျိုးစေ့တွေတွေ့လိုက်ရတယ်ဒါဟာအာလူးနဲ့ကစုံဦးမျိုးစေ့တွေပဲနေဆက်သားတွေကဒါကိုဘာမှမသိပဲအလှဆိုင်ပင်လို့ထင်နေကြတာစုဟိုကတော့ဒါဟာရိတ်ခါရှားပါတဲ့နေဆက်အတွက်အသက်ကယ်တီးနံမှန်တီးလို့မျိုးစေ့အိတ်အားလုံးကိုအကုန်စင်ဝယ်ယူလိုက်ပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါစုဟိုကအမေနဲ့ညီမလေးကိုဒီကောင်းစီကျိုးလုပ်ငန်းကနီးပညာသိမ့်မလို့တော့မကြခင်တခြားသူတွေလိုက်လုပ်ကြလိမ့်မယ်ဒါကြောင့်ငါတို့ရေတိုမှာအမြန်ဆုံးအများကြီးလုပ်ပြီးရွာကမိန်းကလေးတွေကိုလက်ခပေးပြီးခိုင်းရမယ်ပြီးရင်တဆင့်ပြန်ရောက်ခိုင်းမယ်ထားလို့စီးပွားရေးဗျူဟာကိုချပြပါတယ်အမေကလည်းစုဟိုရဲ့အမျှော်မြင်ကိုကြည့်ပြီးငါသားမိမ့်မရတာကံကောင်းလိုက်တာလို့တွေးမိပါတော့တယ်နောက်ရက်မှာတော့စုဟိုရဲ့လမ်းညွှန်မှုနဲ့ညီလေးရှောင်းချွန်းဟာရွာလူကြီးစီသွားပြီးဂျင်းစင်းရောင်းရငွေတွေကငွေ153ပြီးရွာရဲ့အလဲလက်ဖောင်း160မနဲ့အကောင်းဆုံးဖထ140မြူစုစုပေါင်းလယ်မြေ100မြူကိုရှောင်းမိသားစုနာမည်နဲ့တရားဝင်စာချုပ်ချုပ်ဆိုပြီးဝယ်ယူလိုက်နိုင်ပါတော့တယ်ရွာသားတွေအားလုံးဟာအရှောင်းမိသားစုလယ်မြေ100တောင်းဝယ်နိုင်ပြီးဟေးဆိုပြီးတရွာလုံးဟိုးဟိုးကြော်သွားပါတော့တယ်တငယ်ချင်းတို့ရေစုဟိုတယောက်လဲတွေနဲ့အလုံးမရှိတဲ့ရွာတွေကလူတွေကိုအလုပ်ပေးနိုင်ပြီးဘာတွေဆက်လုပ်မလဲဆိုတာကိုအပိုင်း9မှဆက်လက်ဆောင်ကြည့်ပေးပါဦးနော်ကျုပ်တင်တာကိုမဆောင်ပဲရှင်တို့တခြားနေရာတွေကတွားကြည့်ရင်တော့ကျုပ်ကိုမချစ်လို့ပဲ